ဂုံးသွင်းမိမဲ့ပွဲကိုအနိုင်ရစေတဲ့ကစားသမားပြည်သက်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့ပွဲထဲမှာဂုံးမသွင်းသလိုပွဲစဉ်တစ်ခုပြီးတိုင်းသတင်းမီဒီယာတွေရဲ့အထူးတလဲချီးမွမ်းခန်းတွေမှာသူ့နာမည်ကိုတွေ့ရလိမ့်မရှိပေမဲ့ဒူဘိုင်ရဲ့ပွဲကိုအနိုင်ရနိုင်တဲ့ကစားသမားတူကိုပြောပြပေးခြင်းပါတယ်ဒီနေ့ညဆန်နာလန်နဲ့မန်စီးတီးပွဲမှာအဲ့လိုကစားသမားတယောက်ပြန်လဲပါဝင်နိုင်ပွဲရှိပါတယ်သူကတော့မန်စီးတီးကွန်းလေကစားသမားရိုဒရီပါရိုဒီယာဂိုမသွင်းသလိုဂိုးဖန်တီးမှုကစားသမားစီးရင်မှလည်းမတင်ရှားပါဘူးဒါပေမဲ့မန်စီးတီးနဲ့ပွဲကိုပြေးဝထင်းချုပ်ကစားနိုင်ခဲ့တာတွေကရိုဒီလိုကစားသမားကြောင့်ပါရိုဒီကအပြိုင်မဲ့အသင်းရဲ့ PRP တိုက်စစ်ဆင်မှုတွေကိုကွန်းလေမာရင်ရပ်တန့်ပြစ်နိုင်ပါတယ်ရိုဒီတန်ရကြောင့်မပါဝင်နိုင်ခဲ့တဲ့အချိန်တွေမှာမန်စီးတီးရဲ့ကွန်းလေကအရင်လိုတည်ငြိမ်မှုမရှိတော့တာကိုတွေ့ရပါတယ်ထို့သဖြင့်ပွဲချိန်နောက်ပိုင်းတွေမှာပြိုင်မဲ့အသင်းရဲ့တံပြန်တိုက်စစ်တွေကိုမန်စီးတီးအတွက်ခက်ခဲထိန်းချုပ်နေခဲ့ရတာပါဒီညဆန်နာလန်နဲ့ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ရိုဒီပြန်လဲပါဝင်နိုင်ကြောင်းမန်နေဂျာဘက်ဂွာဒီယိုလာကပွဲကြိုင်တာမျိုးမှာပြောဆိုထားပါတယ်ဆန်နာလန်နဲ့ပွဲမှာရိုဒရီသာပြန်လဲပါဝင်နိုင်မယ်ဆိုရင်ပွဲရဲ့ပုံစံတစ်ခုလုံးပြောင်းလဲသွားပါလိမ့်မယ်ဆန်နာလန်ကအိမ်ဝဲရှိန်နဲ့ PRP ကစားလာတဲ့အခါအဲ့ဒီ PR ကိုရိုဒီကကွန်းလေမာတင်ရပ်တက်ပြင်နိုင်ပါတယ်ရိုဒီပါဝင်နိုင်တာဟာဂိုးတစ်လုံးထက်မကအနိုင်ရစေမယ့်အချက်တစ်ခုပါပဲအဲ့လိုချက်တွေကြောင့်ပဲမန်စီးအတွက်ရိုဒီဟာဂိုးသွင်းလိမ့်မရှိပေမဲ့ပွဲကိုနိုင်ရစေတဲ့အဓိကကစားသမားတစ်ယောက်ဖြစ်နေတာပါ